သိချရတဲ့မိသားစုတယောက်စီတိုင်းကိုသခင်ယေရှုခရစ်တော်ဖခင်နာမ၌မင်္ဂလာနေ့တည်လေးပါဒီကနေ့ကျွန်တော်တို့ဆင်ခြင်ခံယူမဲ့အကြောင်းအရာကတော့နေ့စဉ်ဂျေဇုပလင်တော်ထဲကိုတိုးဝင်ပါမတိုးဝင်ရင်မခံစားရဘူးဆိုတဲ့အကြောင်းအရာလေးကျွန်တော်တို့ဆင်ခြင်ရအောင်ဘာဖြစ်ဆိုတော့ကျွန်တော်တို့ခရစ်ယာန်အသက်တာထဲမှာယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကထာဝရငရဲထဲမှာလွတ်ပြီးငါဟာလွတ်မြောက်သောသူဖြစ်သွားပြီစာရင်းရဲ့လက်ထဲမှာလည်းလွတ်မြောက်ပြီးဖခင်ရဲ့လက်ထဲကိုကျွန်တော်တို့ရောက်သွားပြီဆိုတော့ဖခင်ရဲ့လက်ထဲကိုရောက်သွားပြီဖခင်ရဲ့အုပ်စိုးမှုဂျေဇုတရားအောက်ကိုကျွန်တော်ရောက်သွားပြီပညတ်တရားအောက်အပြစ်တရားအောက်ထဲမှာကျွန်တော်မရှိတော့ဆိုတော့ဂျေဇုတရားအောက်ထဲကိုရောက်သွားတဲ့လူတယောက်အနေနဲ့သာမန်ယုံကြည်သူပဲဖြစ်ဖြစ်အချိန်ပိုင်းအမှုတော်ဆောင်ပဲဖြစ်ဖြစ်အချိန်ပြည့်အမှုတော်ဆောင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ခရစ်ယာန်အသက်တာရှောက်လန်းတဲ့အခါမှာဘာမဟုတ်တဲ့စကားတစ်ခွန်းကြောင့်ပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်လူတဦးတစ်ယောက်ကြောင့်ပဲဖြစ်ဖြစ်ဘာမဆိုအရာတစ်ခုခုကြောင့်လေးပဲဖြစ်ဖြစ်ပေါ့လေကျွန်တော်ရဲ့အသက်တာထဲမှာလေးလံသွားတတ်တယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့ကစဉ်းစားတွေးတောပြီးတော့မှစိတ်မကောင်းဖြစ်တတ်တယ်ဆိုတော့အဲ့လိုအခြေအနေနဲ့ကျမ်းစာဖတ်လဲအဆင်မပြေအိမ်မှာအလုပ်လုပ်လဲအဆင်မပြေအမှုတော်ထဲမှာလဲအဆင်မပြေဘုရားကျောင်းသွား worship လုပ်ရင်လဲအဆင်မပြေတရားဟောပြီးဆိုရင်လဲအဆင်မပြေဖြစ်တတ်တယ်ဒါကကယ်တင်ရှင်ရပြီးနောက်ပိုင်းဆိုတော့အဲ့လိုမျိုးလေးလံနေတဲ့အရာတွေအဲ့လိုအထုပ်အပိုးလေးတွေအသက်တာထဲမှာတခုခုရောက်လာပြီဆိုရင်တခုခုလို့ပြောတဲ့အခါမှာခုနကစာရည်ရောဝတ်ရည်ရောနေရည်ရောသားရည်ရောသမီးရည်ရောကျမ်းမာရည်ရောငွေကြေးရည်ရောအရေးအမျိုးဆိုအဲ့လိုမျိုးဖြစ်လာပြီဆိုရင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ကိုတာဝန်ယူဖြည့်ရှင်းပေးတဲ့သူရှိတယ်ဆိုတာကိုကျွန်တော်တို့မမေ့ဘူးဖြစ်တယ်အဲ့ဒီတာဝန်ယူဖြည့်ရှင်းပေးတဲ့သူကအဓိကလူနဲ့ဖခင်ဆက်ကြားမှာအာမခံပေးတဲ့ယေရှုပဲဖြစ်တယ်ဆိုတော့အဲ့ဒီယေရှုစီကိုတိုးဝင်ဖို့လုံးဝမမေ့ဖို့ဒါကျွန်တော်တို့သတိပြုရမယ်မှတ်ထားလိုက်အဲ့ဒီအကြောင်းအရာတစ်ခုကျွန်တော်တို့စီကိုဝင်လာပြီးတော့မှလေဘုရားသခင်စီမှာမတိုးဝင်မအပ်နိုင်ဘူးဆိုရင်အဲ့ဒီအရာကတဖြည်းဖြည်းနေရာယူပြီးတော့မှအဲ့ဒီအကြောင်းကနေပြီးတော့နောက်တစ်ကြောင်းကနေပြီးတော့နောက်တစ်ကြောင်းကနေပြီးအိုးအများကြီးဖြစ်ပြီးတော့မှအရန်လေးပြီးတော့မှကဘာကြီးထဲတောင်ကြီးမားနေတယ်ကိုယ့်ရဲ့အဲ့ဒီအရာကဆိုဘဝအသက်တာမှာညီတဲ့ချင်းဝမျိုးချင်းမရှိနိုင်ဘူးဒါမဲ့ချစ်တဲ့မိသားစုများဒီမိနစ်မှာကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ဆင်ခြင်ပြီးတော့မှနေ့စဉ်အသက်တာမှာလွတ်မြောက်စွာလွတ်လပ်စွာပုတ်ပါစွာကျွန်တော်တို့အသက်ရှင်နိုင်ဖို့အတွက်နှုတ်ကပတ်တော်နဲ့ဆင်ခြင်ရအောင်ပထမတစ်ပိုက်ကတော့ဟေဗြဲဩဝါဒစာအခန်းကြီး10အခန်းငယ်19ရဲ့နောက်တစ်ပိုက်ကဟေဗြဲ4:16နဲ့အခြားအကြောင်းအရာတွေကိုကျွန်တော်တို့ဆင်ခြင်ရအောင်ဟေဗြဲ10:19ထို့ကြောင့်ညီကိုတို့ယေရှု၏ကိုယ်ခန္ဓာတော်ဒီဟုသောကလကအားဖြင့်ထိုသခင်ပြင်ဆင်တော်မူသောအသက်လမ်းသစ်တွင်နောက်ပြီးတော့မှကျွန်တော်နည်းနည်းလေးဆက်ပြီးတော့မှကြည့်ရအောင်20မှာငါတို့သည်သန့်ရှင်းရာဌာနထဲသို့အသွေးတော်ကိုအမိပြု၍အစီအတားမရှိဝင်ရသောအခွင့်ရှိသဖြင့်၎င်းနောက်တစ်ခုဟေဗြဲဩဝါဒစာအခန်းကြီး4အခန်းငယ်16မှာထို့ကြောင့်ငါတို့သည်သနာချင်းကိယူနာကို၎င်းတော်လျော်သောမဆချင်းကျေးဇူးတော်ကို၎င်းခံရမည်အကြောင်းရဲရင်သောစိတ်နှင့်ကျေးဇူးပလင်တော်တို့တိုးဝင်ခြင်းကကြောက်ကုန်ချစ်တဲ့မိသားစုများကျွန်တော်တို့ရဲ့အသက်တာထဲမှာလေဓမ္မဟောင်းကာလတုန်းကဆိုရင်ဒီသန့်ရှင်းရာဌာနကျေးဇူးပလင်တော်တနည်းပြောဆိုဖျားရှိတဲ့အသက်ရှင်ဆုံးနေရာအဲ့ဒီနေရာကိုယစ်ပရောဟိတ်အကြီးဆုံးကနေပြီးတော့မှတနေ့မှတစ်ခါတည်းဝင်ခွင့်ရတယ်ကိုယ်အပြည့်အတွက်ရောလူများအပြည့်အတွက်ရောဖြစ်လို့ဒါပေမဲ့လက်ဝါးကားတိုင်းမှာသခင်ယေရှုခရစ်တော်ကျွန်တော်တို့ရဲ့အပြစ်ကြွေးဝတ်ကြွေးကျင့်ချင်းအမင်္ဂလာအမျိုးမျိုးအတွက်ခံပေးပြီးတဲ့နောက်ပိုင်းမှာသူအသေးခံကနီးမှာလက်ဝါးကားတိုင်းမှာတက်ပြီးတော့မှအသက်စွန့်တဲ့အချိန်မှာသက်တော်စွန့်တဲ့အချိန်မှာကလကာကအထက်စွန့်ကနေပြီးတော့မှအောက်စွန့်ကိုလုံးဝကွဲပြားသွားပြီလုံးဝကွဲသွားပြီဆိုတော့အဲ့ဒီမှာလုံးဝကွဲသွားတဲ့အခါမှာ
ထိုသခင်ပြင်ဆင်တော်မူသောအသက်လမ်းသင့်တွင်တန့်ရှင်းရဌာနထွားတဲ့ထဲသို့ယေရှုရဲ့ကိုယ်ခန္ဓာအဖြစ်ကလကပြင်ဆင်တဲ့ကလကပေါ့နော်အဲ့ဒီတန့်ရှင်းရဌာနထဲကိုအစီအတားမရှိဝင်ရတော့အခွင့်ရှိတယ်ဟာလေလုယာပဲအရင်တော့ကတနေ့တစ်ခါပဲဝင်ခွင့်ရတယ်တနေ့တစ်ခါတောင်းမှအကြီးဆုံးယေဘရဟိတ်တယောက်တည်းယေဘရဟိတ်အကုန်လုံးဝင်လို့မရအောင်အခုအချိန်ကျွန်တော်တို့ဒီလက်ထဲမှာကြတော့အဲ့ဒီသူတို့တိုးဝင်တဲ့တန့်ရှင်းရဌာနဂျေဇုပလင်တော်ဖျားရှိတဲ့နေရာကိုကျွန်တော်တို့ကယေရှုခရစ်တော်အဖြစ်တယောက်တည်းမဟုတ်ဘူးနော်ယုံကြည်သူတိုင်းဟာလေလုယာပဲယုံကြည်သူတိုင်းအစီအတားမရှိ24နာရီ9ရက်စလုံးဝင်ခွင့်ရှိတယ်ဆိုအဲ့တော့ဝင်သွားရင်ဘာအကျိုးကျေးဇူးတွေရမလဲတဲ့ဟေဘရဲ46မှာနံပါတ်1သနာချင်းဂရုဏာရှိမယ်ဟာလေလုယာနံပါတ်2တော်လျော်သောမဆချင်းကျေးဇူးတော်ရှိတယ်အဲ့ဒါလေးတစ်ချက်ပြပြချင်းတယ်သနာချင်းဂရုဏာချစ်တယ်မိသားစုများတခါလေကျွန်တော်တို့ယုံကြည်သူဖြစ်တဲ့အခါမှာအမှုတော်ဆောင်ဘဝမှာအစစတုန်းကအိုးဖခင်ရဲ့အချစ်ဖခင်ရဲ့မြတ်တာကိုခံစားရလွန်းလို့ယေရှုကိုယုံကြည်တာခံစားရလွန်းလို့အမှုတော်ဆောင်တာဒါပေမဲ့ခရစ်ယာန်အသက်တာနည်းနည်းရှည်ကြလာတဲ့အခါမှာကျတော့ယုံကြည်သူတွေကအရင်တော့လူမဟုတ်တော့ပါလားအမှုတော်ဆောင်ကလည်းအရင်တော့လူသိမဟုတ်တော့ပါလားလူတွေဖခင်ငါ့ကိုတလောက်ကြီးသိတတိမရတော့ဘူးနဲ့တူတယ်အဲ့ဒီအဆင့်အထိတောင်မှအတွေးတွေဝင်တက်တယ်ချစ်တယ်မိသားစုများတနာချင်းဂယုဏဆိုတာကသာသမီးနင်လူများနင့်ကိုမခေါ်ပေမဲ့လူများနဲ့နင်ဝေးပေမဲ့နင့်အခြေအနေကိုလူတွေမသိပေမဲ့ငါသိတယ်နင်ဟာငါရဲ့သနာချင်းဂယုဏနဲ့ထိုက်တန်သောသူဖြစ်တယ်ဟာလေလုယာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အပြစ်ရှိစဉ်ပင်ကလေးကခရစ်တော်ကငါတို့ကိုအသေးခံပြီးတော့မှရွေးနှုတ်ခဲ့တာ哦ဆိုတော့ကျွန်တော်တို့ကသူ့ရဲ့သနာချင်းဂယုဏနဲ့ထိုက်တန်တဲ့သူဖြစ်တယ် praise the lord ဒါကြောင့်မိသားစုများတိုးဝင်လာတဲ့သူကသနာချင်းဂယုဏခံစားရတယ်အဲ့ဒီသနာချင်းဂယုဏခံစားရတဲ့လူတစ်ယောက်ရဲ့စိတ်နှလုံးကအယံလန်းဆန်းသွားတယ် praise the lord အယံလန်းဆန်းသွားပြီအယံလန်းဆန်းသွားပြီဆိုမျက်နှာကြည်လင်ဝင်းပတ်တောက်ပလာပြီလေးလံတဲ့ဟာတွေကပျောက်သွားပြီဒါကြောင့်မလို့ယေရှုပလင်တော်ထဲကိုတိုးဝင်နံပါတ်1သနာချင်းဂယုဏရှိတယ်နံပါတ်2တော်လျော်သောမဆချင်းကျေးဇူးတော်ရှိတယ်တော်လျော်သောမဆချင်းကျေးဇူးတော်အဲ့ဒီတော်လျော်သောမဆချင်းကျေးဇူးတော်ကလေကျွန်တော်ကျမ်းစာထဲမှာကြည့်လိုက်တဲ့အခါမှာလေလုကာ15ထဲမှာသားထွေးလေကျွန်တော်အလုံးသိတယ်အဖေပစ္စည်းဥစ္စာကိုအမွေကိုခွဲတယ်ရတင်ရထားတဲ့အကုန်ဟာယူသွားတယ်သုံးဖြုံးပလိုက်တယ်ကုန်တယ်သုံးစရာမရှိတော့ဝက်သွားကြောင်းတယ်အစာတောင်လုံလောက်စွာမစားလို့ဝက်စာတောင်စားချင်တယ်တော်သေးတယ်တတိယလို့နော်ငါအဖေအိမ်မှာအလုပ်လုပ်တာဒါတဲ့ပူစားရတယ်ငါပြန်မယ်အလုပ်လုပ်မယ်စားရရင်တော်ပြီဝါဒီတစ်ပေါက်လောက်အခုခေတ်နဲ့ပြောမယ်ဆိုရင်ဝါဒီတစ်ပေါက်လောက်โอเคသွားရင်ပြီးပြီဝတ်တာစားတာတွေကမလိုတော့ဘူးပျော်တာပါတာတွေကမလိုတော့ဘူးအဓိကစားရဖို့အသက်ရှင်ဖို့အတွက်ပဲဆိုတော့သူပြန်လာတဲ့ရွေချင်းကအလုပ်လုပ်မယ်စားရင်တော်ပြီဒါပဲဒါပေမဲ့ပြန်ရောက်တဲ့အခါမှာတော်လျော်သောမဆချင်းကျေးဇူးတော်ချစ်တဲ့မိသားစုများပြန်ရောက်တဲ့အခါမှာအဝတ်အစားလဲတယ်စားဖို့တောက်ဖို့တခုတည်းမဟုတ်ဘူးနော်အဝတ်အစားလဲပေးတယ်ချင်းနှင်းလဲပေးတယ်ကပန်းစီးစီတယ်လက်စွပ်ပါပေးတယ်အခွင့်အာဏာတားရဘာလို့ဆိုသူအဲ့ဒါတွေအကုန်ပြောင်းပြီလေသူထွက်သွားတော့အဲ့ဒါတွေအကုန်လုံးသူသုံးဖြုတ်ကုန်ပြီမရှိတော့ဒါပေမဲ့တိုးဝင်လာတဲ့အခါမှာအဖေစီကိုပြန်တိုးဝင်လာတဲ့အခါမှာသူမျောတာကတော့အလုတ်လုံးမဲ့စားမယ်ဒါပဲအဖေငါ့ကိုလက်ခံပါမလားဒါပေမဲ့အဲ့ဒါတော့သူစဉ်းစားချင်မှလည်းစဉ်းစားမှာပေါ့အဓိကတော့လက်ခံမခံကွာသူစားရဖို့ပဲသူတိုးရှူဘလို့ခေါ်မလဲတိုးရှူတောင်းပန်ပြီးတော့မှကျွံလို့ပဲသူနေပဲသူပြောပါတယ်ဒါလို့မခေါ်နဲ့ဒါအရာနဲ့မထိုက်တန်တော့ဘူးဆိုတော့တော်လျော်သောမဆချင်းကျေးဇူးတော်ကချစ်တဲ့မိသားစုများဖခင်ရတတိလေသားကအဝတ်ဆွတ်ဆွတ်ပြက်ပြက်နဲ့ဘာမှမရှိတတိသားပုံစံမပေါအောင်အဖေကမထားဘူးတုံးဝင်လာတဲ့သားသမီးတိုင်းကိုအဖေကထားပေးတယ်လှုပ်ပေးတယ်ချစ်တယ်မိသားစုများ
သူပြန်လာတဲ့အခါမှာသူခံစားရတယ်တခုပဲရှိတယ်စောစောပြန်လာရင်စောစောရောက်ခံစားရနောက်ကြမှပြန်လာရင်နောက်ကြအဲ့ဒီတတိသားနော်ကုန်တဲ့အခါမှာဝက်သွားမကြောင်းမဲနဲ့ပေါ့နော်ဒါရိုက်အဖေးစီပြန်လာရင်သူစောစီဒီကိစ္စခံစားရမယ်ဒါပေမဲ့သူမသိတယ်လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဒါမှမဟုတ်လည်းအချိန်မရောက်တော့လည်းဖြစ်ရင်ဖြစ်မှာပေါ့ဆိုတော့ချစ်တယ်မတတ်စုများ24ရက်9နာရီစလုံးကကျွန်တော်တို့တိုးဝင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့လေးပင်နဲ့အရာတွေကျွန်တော်တို့ရဲ့အသက်အထက်မှာဟုတ်ပြီလားတကယ်ပဲထမ်းလို့မရတဲ့ဝန်တွေတိုးဝင်လိုက်ပါသူအကုန်ဖြည့်ရှင်းဖို့သူ့မှာအဖြစ်အကုန်ရှိတယ်ကျွန်တော်တို့တယောက်စီအတွက်မကဘူးတကပန်လုံးမှာရှိတဲ့သူ့ရဲ့သားသမီးတွေအတွက်အဖြစ်အကုန်လုံးရှိတယ်သူ့စီမှာဖျားပြင်ဆင်လိုက်မယ်တဲ့နီလန်းကုံမျိုးလင်းမဲ့အချိန်လူတွေနီလန်းမရှိတော့ဘူးဆိုရင်သူအကုန်လုံးဖြည့်ရှင်းပေးနိုင်တယ်မသာချင်းကျေးဇူးတော်တွေပြုနိုင်တယ်ဒါကြောင့်မလို့တဲ့ဘယ်လိုစိတ်နဲ့တိုးဝင်ရမလဲဆိုတော့ရဲရင်သောစိတ်နဲ့တိုးဝင်လာဖို့ဖြစ်တယ်ချစ်တယ်မိသားစုများဒီကျေးဇူးပလင်တော်တန်မရှိရင်ဒီနေ့အမှုတော်ဆောင်ရတယ်လေတော်ခဲ့တယ်ဘာဖြစ်ဆိုတော့အမှုတော်ဆောင်ကလူတကာတွေရဲ့မျက်လုံးထဲမှာရှိတဲ့အခါမှာအမှုတော်ဆောင်မဟုတ်ပါဘူးဖခင်သားသမီးတွေနော်ဖခင်သားသမီးတွေကအမှုတော်ဆောင်မဆောင်ယုံကြည်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်ကောင်းကင်တမန်နဲ့ဒီလောကမှာရှိတဲ့လူတွေအရှိမပွဲဝင်သောသူဆိုတော့လေလူတွေရဲ့မျက်မှောက်တော်ထဲမှာရှိနေတဲ့အခါမှာကိုကသာသတိမထားတာအလင်းသားအနေနဲ့အမောင်ကလူတွေကတွေ့တယ်ဘာလုပ်လဲဘာကင်လဲဘယ်လိုသွားလာလဲ तू ပျော်လားမပျော်ဘူးလားဆိုတော့အရာတွေအရင်တွေ့တယ်အခုပြောင်းလဲလာတဲ့လူတွေသူတို့တက်ခံတဲ့ဟာလေးကျွန်တော်ကြားတဲ့အခါမှာအရင်ဝမ်းမြောက်တယ်အော်သူတို့အဖွဲ့လေးတွေကိုကြည့်တဲ့အခါမှာတဲ့ချီးမွမ်းသိဆူနေကြတာတဲ့ပျော်နေကြတာတဲ့ဝမ်းမြောက်နေကြတာတဲ့ငါမှာတော့တဲ့တကယ်တမ်းကျတော့နေတဲ့နေရာအတူတူပဲအပူတယ်လည်းအတူတူပဲအုပ်ချုပ်မှုခံရတာလည်းအတူတူပဲကျန်တဲ့ကိစ္စတွေအကုန်လုံးအတူတူပဲဒါပေမဲ့သူတို့ကဘာဖြစ်လို့ဝမ်းမြောက်လဲအခုတော့သူတို့ကဘုရားသခင်ပေးတဲ့တော်တော်တော်မသားချင်းကျေးဇူးတော်ရှိတဲ့အခါမှာလွတ်မြောက်နေတာအခြေအနေအမျိုးမျိုးထက်ကလွတ်မြောက်နေတာမြင်တဲ့ချစ်တဲ့မိသားစုများဒါကြောင့်ချစ်တဲ့မိသားစုများကျွန်တော်တို့တိုးဝင်ဖို့ဖြစ်တယ်တူးချင်းစီတိုးဝင်လို့ရတယ်ဆရာသမားတွေကိုခေါ်ပြီးတော့မှဆုတောင်းမှမဟုတ်ဘူးနော်အဲ့လိုပြောတဲ့အခါမှာဆရာသမားတွေမလိုဘူးလို့ပြောတာမဟုတ်ချစ်တဲ့မိသားစုများတူးချင်းကျွန်တော်တို့ကအသက်လန်းသစ်ထဲမှာကျေးဇူးပလင်တော်ထဲကိုရဲဝံ့စွာတိုးဝင်ဖို့အတွက်အခွင့်အရေးရှိတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တစ်ပေနှစ်ကိုထဲမှာကျွန်တော်အားလုံးသိရနော်ယေရှုကိုယုံကြည်တဲ့သူအရောက်တိုင်းကမောင်မိုက်ထဲမှာအံ့ဖွယ်သောအလင်းကိုခေါ်သွင်းခြင်းခံရတဲ့သူဖြစ်တယ်မင်းစည်းစိမ်ရှိသောရစ်ပရောဟိတ်မျိုးအဲ့ဒါကအမှုတော်ဆောင်မှမဟုတ်ဘူးယုံကြည်သူတိုင်းတက်ရှင်သောလူမျိုးပိုင်ထိုက်သောအပေါင်းအသင်းဒါကြောင့်မိသားစုများတကယ်ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာဂျေဇုပလင်တော်ရှိရတဲ့နဲ့ကျွန်တော်ရဲ့အထုပ်အပိုးတွေကိုကိုယ်တိုင်ထမ်းမလားဂျေဇုတော်ပလင်တော်ထဲကိုအနံပြီးတော့မှဝင်ရောက်ခြင်းအဖြစ်တနာချင်းကယူနာနဲ့တော်တော်သောမသက်ချင်းဂျေဇုတော်ကိုခံယူမလားဆိုတာကမိမိရဲ့အသက်တာဆုံးဖြတ်ချက်ချဖို့ဖြစ်တယ်အဲ့လိုနေ့စဉ်တိုးဝင်တဲ့အခါမှာဘယ်အရာပဲဖြစ်ဖြစ်ရောက်လာတဲ့အခါမှာတိုးဝင်လိုက်တဲ့အခါမှာသူရဲ့မသက်ချင်းဂျေဇုတော်အမြဲရှိတယ်ဆိုတာကိုဒီကနေ့နှုတ်ကပတ်တော်အဖြစ်မေတ္တာနဲ့ဝေငှပါတယ်ဂျေဇုပလင်တော်ထဲကိုတိုးဝင်ခြင်းအဖြစ်အချိန်တိုင်းလွတ်မြောက်တဲ့သူအသီးသီးဖြစ်ဖို့အတွက်အရောက်တိုင်းကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေအာမင်နှုတ်ကပတ်တော်အတွက်ကျွန်တော်တို့တနေ့တာအတွက်ပြန်လည်ပြီးတော့မှဆုတောင်းဆက်ကအာနံကြပါစို့ဘုရားသခင်ကိုရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းတယ်ကိုရဲ့ကျေးဇူးတော်ကြောင့်သားသမီးတို့နေ့တိခင်းနဲ့တိတ်ကိုတော့ပေးတယ်ဒါတွေမကသေးပါနှုတ်ကပတ်တော်အဖြစ်ကိုတော့စကားပြောတယ်အခုကမ္ဘာလောကကြီးရဲ့အခြေအနေကဘယ်နိုင်ငံပဲဖြစ်ဖြစ်တနေ့ပြီးတနေ့တိုင်းပြီးဆွေးရုပ်လာပါတယ်စိုးရင်မှုတွေပိုများလာပါတယ်ဒေါသထွက်မှုတွေပိုများလာတဲ့ဒီလောကကြီးထဲမှာမတရားမှုတွေတိုးဝှလာတဲ့ဒီလောကကြီးထဲမှာဘုရားသားသမီးတယောက်အနေနဲ့တကယ်ပဲကျေးဇူးပလင်တော်ထဲကိုတိုးဝင်ပြီးတော့မှကိုရရဲ့တနာချင်းကယူနာနဲ့တော်တော်သောမတ်ချင်းကျေးဇူးတော်ကိုအစဉ်အမြဲခံစားရရှိနိုင်ဖို့အတွက်
ကိုရော24နိုင်9ရက်စလုံးတကားဖွင့်ထားတယ်ဆိုတဲ့အရာကိုသိရှိပြီးတော့မှကိုရောသားသမီးတယောက်စီတိုင်းကြုံတွေ့နေရသောအမှုအရာတစ်ခုစီတိုင်းအပေါ်မှာကိုရောစီကိုတိုးဝင်ခြင်းအဖြစ်ကိုရောရဲ့ဖြည့်ရှင်းပေးခြင်းတွေမာသဖေးခြင်းကျေးဇူးဂရုဏာတွေကိုအပြည့်အဝခံစားရတဲ့သားသမီးအသီးသီးဖြစ်စေပါမည်အကြောင်းတနေ့တာလုံးသွားလာလှူရှာမှုမှာလည်းကိုရောကောက်ွယ်ဆောင်မပို့ဆောင်ကောင်းချီးပေးလမ်းပြခြင်းအဖြစ်အောင်မြတ်စွာတနေ့တာကိုကျွလွန်နိုင်ပါမည်အကြောင်းသခင်ယေရှုခရစ်နာမ၌ဆုတောင်းပါ၏မြတ်တော်ရှင်ဖတ်ပြသခင်အာမင်